အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ IAB ကျိုးမဲ Wi-Fi ဆက်လေးကိုဆက်ဆန်းသုံးပြပေးသွားမှာပဲဖြစ်ပါတယ်ဗျအဆုံးဒီလက်လံကြည့်ရှုပေးကြပါဦးနော်ဒီဆက်လေးဆိုရင်တော့အင်တာနက်တိုင်းအနေနဲ့၄တိုင်းဒီပါဝင်တာဖြစ်လို့တဲ့ကြောင့်မို့လို့ line ကြမှာ line ဆွဲရနေမှာတော့စိတ်ကူစရာမလိုပါဘူးဗျဒါအပြင်တိုက်စီအတွင်းကျိုးတစ်ချောင်းလည်းပါဝင်ပါတယ်ဗျဒီဆက်လေးဆိုရင်တော့လမ်းပေါက်တစ်ပေါက်လည်းပါဝင်တဲ့အပြင်အားတွမောက်အနေနဲ့တွဲဖို့တိုက်စီနှစ်မျိုးလုံးနဲ့လည်းအသုံးပြုလို့ရပါတယ်ဗျစင်ကယ်ထည့်မယ်ဆိုရင်လည်းဆက်မှပါတဲ့ပုံစံတိုင်းလေးပဲထည့်ပေးရမှာဗျစင်ကယ်ထည့်မှားတဲ့ခါမျိုးမှာဆိုရင်လည်း internet line အသုံးပြုလို့ရမှာမဟုတ်ပါဘူးဗျဒီဆက်လေးဆိုရင်တော့မီးလာတဲ့အချိန်မှာဆိုရင်မီးတဲ့တိုင်းအသုံးပြုလို့ရသလိုမီးပြတ်သွားတဲ့အချိန်မှာဆိုရင်လည်း solar inverter battery တို့နဲ့လည်းချိတ်ဆက်အသုံးပြုလို့ရပါတယ်ဗျအခုပြထားတဲ့မီးလေးနှစ်ခုငြိမ်သွားမှဒါ Wi-Fi ကစတင်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဗျအခုလိုမီးလေးနှစ်ခုငြိမ်သွားပြီဆိုရင်တော့စတင်အသုံးပြုလို့ရပါပြီဗျWi-Fi user name လေးကတော့ဆက်နောက်မှာပါတဲ့အတိုင်းလေးပဲဖြစ်ပါတယ်ဗျpassword အနေနဲ့ကလည်းဆက်နောက်မှာပြထားတဲ့တစ်ကနေ8ထိပဲဖြစ်ပါတယ်ဗျအခုဆိုရင်တော့ Wi-Fi ကတော့စတင်အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်ဗျအခုအသေးစိတ်ရှင်းပြထားတဲ့ RAV ဆက်လေးကိုလက်လီလက်ကမှာယူခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်3995155100ကိုအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလိုစိုင်းလိပ်စာ26လမ်း8689ကြားချမ်းအိတာတန်မြို့နယ်မန္တလေးမြို့မှာလည်းလူကိုယ်တိုင်လာရောက်ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျအခုလိုဆုံးဖြတ်ကြည့်ရှုပြီးတဲ့အတွက်တဦးတယောက်စီကိုကျေးဇူးထူးပင်တင်ရှိပါတယ်ဗျ